ကဲဆိုတော့ညီကိုတို့ရေကျွန်တော်တို့ United အသင်းနဲ့ Burnley နဲ့ပွဲစဉ်မှာ Bruno Fernandes နဲ့ Mason Mount တို့ပါဝင်လာမယ်ဆိုပြီးတော့ David Raya ကတော့ confirm ပေးသွားပါပြီညီကိုတို့ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Top United ဆိုတဲ့ channel လေးကနေပြီးတော့ကြိုဆိုပါတယ်ညီကိုတို့ရေနော်ဒီနေ့ညနေပိုင်းမှာရှင်ပြိုင်ကစားမဲ့ Burnley အသင်းနဲ့ကျွန်တော်ရဲ့အသင်းတို့ရဲ့ပွဲစဉ်အတွက်ကျွန်တော်တို့ United အသင်းကိုယာယီလာရောက်ကင်တွယ်ပေးနေတဲ့ David Raya ကိုတင်းသားရှင်ပွဲလေးပြုလုပ်ထားပါတယ်ဒီသားရှင်ပွဲလေးကိုကျွန်တော်ထုံးစားလိုက်မယ်မြန်မာစာနယ်လေးထိုးသွားမယ် reaction လေးပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီသားရှင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဒါနီးပြယာရီကိုယာယီလာရောက်ကင်တွယ်ပေးတဲ့ David Raya ဘာတွေပြောသွားမလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ video လိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ် okay ဒါဆိုကျွန်တော်တို့ video တက်ကြည့်လိုက်ရအောင်ဗျာနော်Okay, good evening. I mean, lovely to see you. It must be a huge honour to be asked to lead Manchester United, especially with your affinity to the club. What have the last 24 hours been like for you? Yes, surreal. Okay, so အခုမိထားတဲ့မိကွာတော့ဒါ Manchester United အသင်းဖက်ကနေပြီးတော့သူ့ကိုဒါပထမအသင်းကြီးရဲ့နီးပြအဖြစ်ဖိတ်ခေါ်ခံရမှုအပေါ်မှာသူ့အနေနဲ့တော်တော်လေးဝမ်းမြောက်ဂုဏ်ယူမိနေမယ်လို့သတင်းထောက်အနေနဲ့ထင်မြင်မိတယ်ပေါ့နော်ဆိုတော့ဒါဟာမင်းနဲ့ Manchester United ရဲ့ခင်မင်းရင်းနှီးမှုကနေရရှိလာတဲ့မင်းအတွက်အကျိုးကျေးဇူးတစ်ခုလို့ငါအနေနဲ့ထင်တယ်ပေါ့နော်ဆိုတော့ဒီအချိန်နဲ့ပတ်သက်ပြီးမင်းဘယ်လိုခံစားနေရလဲဒါနဲ့ပတ်သက်ပြီးပြောပြပါအောင်ဆိုပြီးတော့ဒီပြကြီးဒါ David Raya ကိုမေးမြန်းထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီပြ David Raya အနေနဲ့ဒီကြောင့်လည်းပတ်သက်ပြီးတော့ဘာဖြစ်ပါမလဲစကြည့်လိုက်အောင်နော် As you say, it's an amazing honour, I think, to be able to lead a Manchester United team. I don't even think it's in my wildest dreams that was something that could potentially happen. I think even thinking about playing for the club and stuff like that, but to lead out a team is an amazing honour and something I'm really proud to do, not in the circumstances I expected it to happen. So that obviously is something that it doesn't sit quite easy with me, but I've just to think of I've got a job to do and I've got to lead the team tomorrow and think of the great honour and pride in doing that. So ကျွန်တော်ရဲ့နေပြကြီးDavid Raya အနေနဲ့လက်ရှိအသေးရဲ့ဖိတ်ခေါ်မှုကိုလက်ခံရရှိတဲ့အတွက်ကြောင့်တကယ်ကိုဂုဏ်ယူမိပါတယ်ဆိုတော့ဒီလုံးရဖို့ဆိုတာငါရဲ့အိမ်မက်ထဲမှာတော့မှထဲမမတ်ဖူးတယ်အရာတခုဖြစ်ပါတယ်လက်ရှိမှာငါကိုအသင်းကဒီလုံးဖို့အတွက်အခွင့်အရေးပေးခဲ့တာတကယ်ကိုလည်းကျေးဇူးတင်တယ်လို့တကယ်ကိုလည်းငါဒီနေရာကိုရောက်လာတဲ့အတွက်ကြောင့်ဂုဏ်ယူဝမ်းမြောက်မှုတွေနဲ့အများကြီးပီတိဖြစ်နေရတယ်ပေါ့ဗျာဘာလို့လဲဆိုတော့သူလုံးဝမထင်မှတ်ထားတဲ့ရှူလောင်တစ်ခုအခြေအနေတစ်ခုကနေသူ့ကိုဒီလိုအခွင့်အရေးမျိုးကြီးပြုံးကနေထိုင်းကနေပေးလိုက်တာကြောင့်သူပို့ပြီးတော့ surprise ဖြစ်စေတယ်ပေါ့ဗျာဒီအတွက်ကြောင့်သူအတင်းအတွက်အကောင်းဆုံးစူးစမ်းမယ်လှုပ်ဆောင်ပေးမယ်မနေ့ဖြတ်သူကင်တွေရမယ်ပွဲစဉ်အတွက်အများကြီးအာရုံစိုက်ရမယ်အတင်းအတွက်ဂုဏ်ယူစရာခိုက်တန့်တွေဖြစ်အောင်ငါလှုပ်ဆောင်သွားမယ်ဆိုပြီးတော့ David Raya ကတော့သူ့ရဲ့အိမ်မက်မှာတော့မှတခါမှဒါထဲမမတ်ဘူးရလောက်အောင်သူလုံးဝမမျော်လင့်ထားတဲ့ဒီ United နီးပြဆိုတဲ့ယာတူကိုရောက်ရှိလာတဲ့အပေါ်မှာတော်လေးဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်နေတဲ့အခြေအနေမျိုးကိုပြောဆိုသွားတာတော့ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့လည်းဂုဏ်ယူပါတယ်ဘာလို့လဲဆိုတော့ David Raya ဆိုတာကအမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီအသင်းမှာLegend player တယောက်ကန်ဝင်ကစားသမားတယောက်ဆိုတာမှတ်မိမဲ့လဲအရင်ထင်ပေါ်ကြိုကြားခဲ့တဲ့ကစားသမားတယောက်တော့မဟုတ်ဘူးဒါပေမဲ့သူကစားသမားဘဝကနေအနားယူစဉ်ကတည်းကနိုင်တဲ့အသင်းရဲ့ဒီနီးပြအဖွဲ့ဝင်တွေထဲမှာပဲသူအမြဲတမ်းလှုပ်ခဲ့တဲ့နိုင်တဲ့အသင်းရဲ့ဝန်ထမ်းတယောက်အနေနဲ့ပဲသူ့ရဲ့ဘဝကိုနှိမ့်မြုပ်ခဲ့တယ်ပြောချင်တာဗျာသူကစားသမားဖြစ်လာတဲ့အခြေအနေစပြီးတော့လက်ရှိကစားသမားဘဝကုံဆုံးသွားတဲ့အခြေအနေတခုတည်းလက်ရှိသူ့ရဲ့ဘဝတတစ်ချောက်လုံးကို United ဆိုတဲ့ logo အောက်မှာပဲ branding အောက်မှာပဲနှိမ့်မြုပ်ထားတဲ့အခြေအနေတွေကတော်တော်လေးတော့ဒီလူအတွက်ကျွန်တော်တို့ဒါဂုံပြုတ်တဲ့အတိမတ်ပြုတ်တဲ့အခြေအနေတခုပဲဒီလိုပေးဆက်ခဲ့တဲ့အရာတွေကနေသူရရှိလာတဲ့အကျိုးကျေးဇူးအကျိုးခံစားခွင့်ပဲပေါ့ဗျာနော်ဆိုတော့တပွဲလေးတွေကန်ရမှာကွာဘာတွေအလောက်ထိဖြစ်နေရတာလဲလို့ brother တို့မြင်ကောင်းမြင်နေလိုက်မယ်ဒါပေမဲ့ United နီးပြတယောက်အနေနဲ့တပွဲလောက်လေးကင်တွယ်ဖူးတာနဲ့သူ့အတွက်အခွင့်အလမ်းတွေအများကြီးပွင့်လန်းသွားနိုင်တယ်ဆိုတော့ဘာလီနဲ့ပွဲမှာသူဘာလုပ်ပြမလဲသူ့ရဲ့ formation ဘယ်လိုထုတ်ပြမလဲစားလို့ပြပေါ့နော်ဒါသူ့ရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့အရာတွေဖြစ်လာနိုင်တယ်เนาะဆိုတဲ့ကြောင့်ဒါသူ့အတွက်ခွင့်လန်းကောင်းတစ်ခုပါပဲเนาะ okay ပါကျွန်တော်ဆက်ကြည့်လိုက်အောင် Conversations have you had with Jason Wilcox, Omar Barada about how long you could be in charge for and maybe what that looks like going forward? Yeah, so I've had ကဲဆိုတော့အခုမိထားတဲ့မိကွာတော့ဒါမင်းအနေနဲ့ပေါ့နော်နိုင်တဲ့အတင်းမှာဘယ်လောက်ကြာထိန်းထားပေးရမှာလဲပေါ့နော် Omar Barada ဂျက်ဆန်ဝေါ်ကောလို့နဲ့ကောမင်းစကားပြောဖြစ်လားဆိုတော့ဒီကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုသွားမလဲမင်းဒီပွဲစဉ်ပတ်သက်ပြီးရောမင်းရှေ့ဆက်သွားဖို့အတွက်အခွင့်အရေးရှိသေးလားဆိုပြီးတော့မေးမြန်းထားတာဗျဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့နီးပြရေး David Raya ဘာပြောရမလဲဆက်ကြည့်လိုက်ရအောင်နော်
conversation, and it's the focus was on this game, and then we'll speak after the game. So it all happened very quickly on Monday morning. We had a game to prepare and a quick turnaround, training session to organise, speak to the players. So the focus has been, because of the quick turnaround from the Leeds game, the focus has been on the Burnley match, and then we'll speak after the game, because I think it's important that we give the Burnley match the respect and focus it needs to prepare the team in such a short space of time. Thank you. So, the refresher of England ကစားစကားကိုတော်တော်လေးကြောကြောချင်းချင်းပေါ့နော်အင်္ဂလိပ်စကားကိုကြောကြောချင်းပြောတဲ့အတွက်ကြောင့်စကားပြောတော့ရမ်းမြန်နေဗျနော်ဆိုတော့ဒါကြောင့်မို့စာရန်လိုက်ဖတ်တဲ့လူတွေနေနဲ့မနေ့လိုက်ဖတ်လိုက်မယ်လို့ထင်တယ်ဆိုတော့အချင်းချုပ်လေးချင်းချုပ်လေးကျွန်တော်ပြန်ပြီးတော့ဆွေးနွေးပေးပါမယ်ဆိုတော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဒါ refresher ပြောသွားတာကတော့ဒါသူ့အနေနဲ့ပေါ့နော်ဒီအတင်းကိုဘယ်အချိန်တိုင်းတာဒီကင်တွဲရမလဲဆိုတော့ဒါတေချာမသိဘူးဆိုရင်ပဲဒါဘန်လီနဲ့ပွဲစဉ်ပြီးရင်တော့ဂျက်ဆာဝါကောတို့အိုမာဘရစ်နာတို့နဲ့စကားထပ်ပြောဖို့တော့ရှိတယ်ဒါပေမဲ့သူဒီအသင်းကိုဘယ်အချိန်တိုင်းတာလောက်ပဲကင်တွယ်ရဒီအသင်းအတွက်သူအာယုံစူးစိုက်မှုအပြည့်ဒါထားရှိရမယ်ဒီပွဲစဉ်အတွက်เนาะလာမဲ့ဗန်လင်းနဲ့ပွဲစဉ်အတွက်အကောင်းဆုံးရလဒ်တွေထွက်ပေါ်အောင်ပဲအဓိကလှုံ့ဆော်ရမယ်ဆိုတော့ဒီအသင်းအတွက်သူတက်နိုင်တဲ့ဘက်ကနေတက်နိုင်သမျှအချိန်ကာလလေးမှာတက်နိုင်တဲ့အခြေအနေမျိုးလေးကိုကူညီပေးခြင်းတယ်ဆိုတော့သူ့အတွက်ကဘယ်အချိန်ကာလအထိကင်တွယ်ရမယ်ဆိုတာအရေးမကြီးဘူးအသင်းကလက်ရှိမြန်မြန်ဆန်ဆန်အဖြစ်အပျက်တွေဖြစ်ပျက်သွားတဲ့အတွက်ကြောင့်အသင်းကလိုအပ်နေတယ်လိုအပ်နေတဲ့အချိန်မှာငါ့ကိုတာဝန်ပေးတယ်ငါဒီຢာကိုအကောင်းဆုံးလုပ်ဆောင်ရမယ်ဒါပါပဲဆိုပြီးတော့ဒါ refresher တော့ခုလိုမျိုးပဲပြောသွားခဲ့ပါတယ်ဗျာနော် okay ပါကျွန်တော်ဆက်ကြည့်လိုက်ရအောင်ဗျာနော် Hi Darren. Obviously the natural question people will be asking is, do you want to stay on beyond? Obviously you've done so many jobs at this club. Dan's mentioned the affinities you have to. Would you like to try and earn the manager's job full time? Honestly,ဆိုတော့ဒါ refresher ကိုခုမေးထားတဲ့မေးခွန်းကတော့လက်ရှိမင်းကိုတော့အသင်းကဒါအခွင့်အရေးတစ်ခုပေးလိုက်ပြီပေါ့ဗျာဒီအခွင့်အရေးတစ်ခုကနေပြီးတော့မင်းအမြဲတမ်းဒီးပြအဖြစ်ပေါ့နော်မင်းဒီမှာဆက်ရှိနေချင်လားပေါ့နော်မင်းစိတ်ဆန္ဒအရာဘယ်လိုရှိလဲဆိုပြီးတော့မေးထားတာဗျာဆိုတော့ဒီမှာအမြဲတမ်းဒီးပြဖြစ်ချင်လားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတဲ့အပေါ်မှာဒါ refresher ပါပြောရမလဲကျွန်တော်ဆက်ကြည့်လိုက်အောင်နော် it's not something I've thought about. I'm focusing on Burnley. I think that discussion's for after the game, as I said. There's been that much going on. It's all happened so quickly. All my concentration and efforts and thoughts are gone into Burnley. And I know that sounds like a generic answer, but it is what it is, yeah. What's the ဆိုတော့မန်ပြောရရင်တော့သူဒီယာနဲ့ပတ်သက်ပြီးတော့ဘာမှမစဉ်းစားထားပါဘူးပေါ့နော်ပွဲပြီးသွားရင်တော့ငါတို့စကားတွေအများကြီးပြောဖို့အတွက်ဆွေးနွေးဖို့အတွက်ရှိပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောလို့မျိုးပဲသူကဘန်လီသင်းနဲ့ပွဲစဉ်ကိုပဲဒီကအာယုံစိုက်ထားတယ်သူရဲ့အာယုံတွေအားလုံးကဘန်လီအသင်းနဲ့ပွဲစဉ်မှာပဲရှိတယ်ကျန်တဲ့နေရာမှာလုံးဝမရှိဘူးဒါငါမှန်တိုင်းပြောတာနော်ဒီအတွက်ကြောင့်ငါဒီပွဲပြီးဘာဖြစ်မယ်ညာဖြစ်မယ်ဒါတွေငါဘာမှမသိဘူးဘန်လီပွဲစဉ်ကိုအကောင်းဆုံးကစားဖို့အတွက်ဒါပြည်သက်တွေအတွက်အနိုင်ပွဲယူပေးနိုင်ဖို့အတွက်ပဲငါအာယုံစိုက်ထားပဲဒါပဲဖြစ်ပါတယ်ဆိုပြီးတော့ဒါ refresher တော့ပြောသွားခဲ့ပါတယ်ဒီချိန်မှာသူပြောရခက်ပါတယ်ကျွန်တော်ထင်တာတော့ဒါ refresher ကိုဒီတပွဲလောက်ပဲထိန်းနိုင်သွားခိုင်းမယ်လို့ထင်တယ်ဒီပြရေးဆိုရှယ်ရောက်လာမယ်လို့သတင်းတွေကြားနေတယ်ဆိုတော့ဆိုရှယ်ရောက်လာရင်ရောဒါ refresher အနေနဲ့ဘယ်နေရာမှာဘယ်ရှုထောင့်မှာပါဝင်ပတ်သက်ခွင့်ရှိမလဲဒါမှမဟုတ် U18 တင်ဝယ်ပြန်သွားမှာလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ဒီပွဲပေးလဲကျွန်တော်တို့အတွက်နောက်ထပ်အပြောင်းလဲတွေထပ်မြင်ရအောင်ပါဗျာနော် okay ပါကျွန်တော်ဆက်ကြည့်လိုက်အောင် backroom team going to look like for you in this game, next game, whatever, however long it is? Yeah, so obviously Travis Binion, who leads the under-21s, who I started my coaching career with in the academy, who I've known for 5 years that I've been here. I'm actually couldn't ask for anybody better beside me than Travis. We've got such a close relationship, worked together for such a long time, somebody I respect, somebody who I've learned a lot from. His assistant Alan Wright, who newly joined the club as well, so the under-21 staff come and join me, and Johnny Evans has come in to help as well, so somebody who's great association with the club, recently played, knows the players, comfortable in the environment, and a familiar face for the group and the players as well, so those three will assist me for the game tomorrow. Darren. ဆိုတော့ Darren ဘက်ချာကိုဆွမ်းနာမေးသွားတဲ့မေးခွန်းကတော့ဒါမင်းတို့ရဲ့ဒီပြအစုဖွဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်မင်းအသင်းကမင်းကိုဘယ်လိုပတ်ဖို့တွေပြုလုပ်ထားလဲဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မေးထားတဲ့အနေအထားတစ်ခုမှာဒါ U21 ရဲ့နီးပြဖြစ်သူဒါ Travis လဲငါးစီကိုလာပြီးတော့ဒါပူပေါင်းပေးတယ်ဗောနော်ငါနဲ့အတူတူတွဲပတ်ပြီးတော့ဒါကစားသမားတွေကို train ပေးတယ်training တွေပေးတယ်ငါနဲ့အတူတူလာရောက်ပြီးတော့ကူညီပေးတယ်ဒါအပြင် U21 ရဲ့လက်ထောက်နီးပြဖြစ်သူเนาะAlan Wright လဲငါတို့နဲ့အတူတူလာရောက်ပူပေါင်းပေးတယ်အသင်းသားတွေကိုလာထိန်းပေးတယ်ပြီးတော့အသင်းကဒါဂျူနီအီဗန်ကိုလည်းခေါ်ထားပေးတယ်လို့ပြောထားပါတယ်ဗျာနော်ဆိုတော့ဂျူနီအီဗန်ဒါဆိုရင်ရောက်နေပြီဗျနော်ဂျူနီအီဗန်ရောက်နေပြီဆိုတော့ဂျူနီအီဗန်ကိုလည်းခေါ်ထားပေးတယ်ဂျူနီအီဗန်လည်းငါတို့နဲ့အတူတူဒါအသင်းကိုထိန်းဖို့အတွက်
ဒါညာတို့ရဲ့အစုဖွဲ့ထဲမှာငါတို့ရဲ့ဖွဲ့စည်းထဲမှာပါဝင်သွားမယ်တော်တော်လေးကိုကောင်းပါတယ်ဘာလို့လဲဆိုတော့ဂျူနီဘန်ဆိုရင်ပို့လို့တော့အဆင်ပြေတဲ့သူပါအတင်းမှာတိတ်မကြခင်တော့အထိကစားခဲ့တဲ့ကစားသမားတူဖြစ်တယ်အတင်းသားရင်းနဲ့လည်းအရန်ကိုဒါရင်းနှီးမှုရှိတယ်အတင်းသားရဲ့အကြောင်းလည်းအများကြီးသိတယ်ဒီအတွက်ကြောင့်ဂျူနီဘန်အတင်းကိုအများကြီးကူညီပေးနိုင်လိမ့်မယ်လို့ထင်တယ်ဒါကြောင့်မို့ငါတို့ဒီစုဖွဲ့နဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ဆိုပြီးတော့ဒါရဖရက်ရှာကတော့ခုလိုမျိုးပဲပြောကြားသွားခဲ့ပါတယ်ဒါဆိုရင်ဂျူနီဘန်တော့ confirm brother တို့နော်ဂျူနီဘန် assistant ကိုအနေနဲ့အသေးကိုရောက်လာမယ်ဆိုတော့ confirm ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီတက်ပို့ပြီးတော့တွေ့ကြုံရှိတဲ့သူတွေဆိုရင်ပိုကောင်းပဲဗျာသိလားနော်ဆိုရှာရောက်လာခဲ့မယ်တကယ်လို့ဆိုရှာရောက်လာခဲ့မယ်ဆိုရင်ဂျူနီဘန် assistant ကိုဆိုရှာယာယီနီးပြအဲ့လောက်နဲ့ပဲပြီးသွားမှာလားဆိုတော့အတက်အတွေ့အကြုံရှိတဲ့နီးပြမျိုးတွေ assistant ကိုမျိုးတွေပို့လို့ရှင်မိတာတော့အမှန်ပဲဗျဂျူနီဘန်ကကစားသမားဆက်ပဲရှိဦးမဲ့ထင်တယ်နီးပြဆက်တော့မရှိတော့ဘူးထင်တယ်နော်ဆိုတော့ဒီပေါ်မှာညီကိုလို့ဘယ်လိုမြင်ကြလဲကျွန်တော်ရဲ့ comment လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်ဗျာနော် Okay ကျွန်တော်ဆက်ကြည့်လိုက်အောင် A lot's been said about Manchester United over the last few months. What is your feeling of where this club is? You obviously are the epitome of Manchester United. Is one of your tasks to reconnect it with its roots in a way? ကဲဆိုတော့ဒါတော့ Manchester United ရဲ့ကြာရှုံးနေတဲ့အခြေအနေတခုနဲ့ပတ်သက်ပြီးတော့မေးထားတာပေါ့နော် United အောင်မြင်လာတဲ့အခြေအနေတခုရောက်လာနိုင်ပါမလားလက်ရှိအသင်းမှာဖြစ်နေတဲ့ပြဿနာဇင်းမြစ်တွေကဘလို့အခြေအနေရှိလဲဘာလို့လဲဆိုတော့မင်းကဒီ Manchester United ရဲ့အသင်းမှာမင်းရဲ့ဘဝတတတစ်ခုလုံးနစ်မြုပ်ထားတဲ့သူတဦးလို့ပြောလို့ရတယ်နော်ဒီ Manchester United အသင်းမှာပဲမင်းအမြဲအနေနေတဲ့အတွက်ကြောင့် Manchester United အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မင်းဘယ်လိုမြင်လဲဆိုပြီးတော့ဒါ Red Pressure ကိုမေးထားတာပဲဖြစ်ပါတယ်ဒါ Red Pressure လေးနဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဘာပြောရမလဲကျွန်တော်ဆက်ကြည့်ရအောင်ဗျာနော် Well, for a game, it's to try and win a football match against Burnley. I think I've had a few different roles at the club, obviously coaching the under-18s just now. My focus and energy every time I've been at the club in whatever role is always to do the best for Manchester United and try and help the club, help the people that I'm working with, the players, the staff, and try and do everything I can to help Manchester United be successful. And as we say, everyone expects Manchester United to be on the top and winning. That's the standard. That's what we all have to try and achieve. That's the standard that's set for everyone at the club. And I just do my best in whatever role I'm in to help make that happen. And in terms of the... So, Darren Pressure အနေနဲ့လက်ရှိအသေးရဲ့ခြေတွေနဲ့ပတ်သက်ပြီးတော့သူနည်းနည်းချွတ်ချွတ်တီးဖို့ဆိုတော့ခဲရင်းနေပေါ့နော်။ဘာလို့လဲဆိုတော့သူကusership မှာနီးပြနေတဲ့နီးပြတယောက်တအခြေအနေတခုဒါရှိသေးတယ်ပေါ့ဗျာဒီတော့ကြောင့်အသေးရဲ့ issue မှန်တယ်များပြဿနာကိစ္စရပ်မှန်တယ်များအားလုံးကိုသူနက်နက်ချမ်းချမ်းသိဖို့ဆိုတာတော့မဖြစ်နိုင်သေးဘူးပေါ့နော်မသိသေးဘူးပေါ့ဗျာဒါကြောင့်မို့လဲအသေးကဘာတွေဖြစ်နေလဲဆိုတာကိုသူပြောဖို့ခက်နေသေးတယ်ပေါ့နော်တေချာတခုကတော့သူဒီအသေးကိုလက်ရှိချိန်မှာဒါခဏထိန်းခွင့်ရမယ်အဲ့ဒီခဏထိန်းခွင့်ရတဲ့ချိန်မှာကစားသမားတွေအတွက်အသင်းအတွက်တတ်နိုင်တယ်များသူကူညီပေးမယ်နော်ဆိုတော့လက်ရှိမဟာယွန်းနေတဲ့အရာလေးတွေသူတဲ့မှတ်ပေးနိုင်အောင်ကြိုးစားမယ်ဒီကာလာပိုင်းခြားအတွင်းမှာပေါ့နော်သူလှုပ်ဆောင်ပေးနိုင်တဲ့လောက်အတင်းကိုလှုပ်ဆောင်ပေးမယ်မန်ချက်စတာရဲ့အတင်းဆိုတာထိပ်တန်း level မှာရှိတဲ့အတင်းတင်းမှာနော်ဒီထိပ်တန်း level ပြန်ရောက်အောင်လဲကြိုးစားပေးရှင်ပါတယ်အကောင်းဆုံးလဲလှုပ်ဆောင်ပေးရှင်ပါတယ်ပေးလဲပေးဆက်ရှင်ပါတယ်ဒီတဲ့ကြောင့်ငါဒီအတင်းထိပ်ဆုံးပြန်ရောက်ဖို့ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့မဆိုငါလှုပ်ဆောင်ပေးဖို့အတွက်အသင့်ပါပဲပေါ့နော်ဒါကြောင့်မို့ငါအကောင်းဆုံးကြိုးစားသွားမယ်ဒီအသင်းကိုအောင်မြင်တဲ့အသေးသေးဖြစ်ပြန်လဲမြင်တွေ့လာလိမ့်မယ်လို့လည်းယုံကြည်တယ်ဆိုပြီးတော့ Direct Pressure ကတော့အခုလိုမျိုးပဲပြောကြားသွားခဲ့ပါတယ်ကျွန်တော်တို့ Legend Player တွေရဲ့စိတ်ဓာတ်ကတော့တကယ်ကိုချီးကျူးဖို့ကောင်းတာဆရာတို့နော်ဆိုတော့လက်ရှိ social ပဲကြည့်လိုက်နော်သူတို့ရဲ့အခု club အသင်းကြီးကိုပြစ်ခွာပြီးတော့လည်းအသင်းကိုပြေးလာမှာနော်အခု Direct Pressure ဆိုလဲ U18 ကနေmanager ရာထူးကိုချက်ချင်းယူပြီးတော့ကိုအလုပ်လုပ်ပြီးမှပြီးတော့ Junior ဘန်ဟဲ့အောင်မင်းလာခဲ့ကွာ assistant ကိုလာလို့ဆိုချက်ချင်းရောက်လာတာပဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ Legend Player တွေကအတင်းကိုစောက်ရမ်းချစ်ကြတာဗျနော်စောက်ရမ်းနေချစ်ကြတာနော်ကျွန်တော်တို့ကစားသမားတွေအတင်းကိုဒီလောက်ချစ်ရင်ကျွန်တော်တို့အတင်းက Silent Ferguson လက်ထက်ကအတင်းလိုမျိုးအောင်မြင်မှုတွေရရှိနေမှာတော့အမှန်ပဲအဓိကတော့ကစားသမားတွေအတင်းပေါ်ချစ်တဲ့စိတ်ရှိဖို့လိုအပ်တယ်ဗျာဒီလားဒါမှလည်းအတင်းကအောင်မြင်တိုးတက်မှုရှိမှာကိုချစ်နေလို့ကိုညာနေလို့ကတော့ဖြစ်လာမှာမဟုတ်ပါမှနော်ဒီအတင်းကိုချစ်တဲ့စိတ်ရှိမှနော်အတင်းအတွက်အများကြီးကြိုးစားပေးစားကစားမှာပြီးတော့ရေကုန်ရေခမ်းနော်အဲ့လိုမျိုးကစားကြမှာအခုဟာဗျာသူတို့အတွက်အဓိကအရေးဆုံးထဲတွက်တဲ့ပုံစံမျိုးတွေရှိနေတဲ့အတွက်ကြောင့်လဲအခုကျွန်တော်တို့ Direct Pressure လို့နော်အဲ့လိုကစားသမားတွေရှိခဲ့တဲ့အချိန်တုန်းကလည်းလုံးဝနိုင်ချင်လို့မရတာပေါ့နော်ဆိုတဲ့ကြောင့် Legend Player တွေရဲ့အသင်းပေါ်ရှစ်ခင်မှုကတော့တကယ်ကိုအတိမတ်ပြုဖို့ကောင်းတယ်နော် Obviously Ruben's had a lot of players missing. Are any of those players going to be back? Well, I think Ruben alluded to I think ဆိုတော့ဒါကတော့ဒီပြရိုဘာမိုတွင်ရှိတုန်းကတရားပတနိုင်နဲ့လွှဲလျှော်ခဲ့တဲ့ကစားသမားတွေနော်အတင်းကိုပြန်လာနိုင်ဖို့ရှိလားဆိုတာနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတာပါနော်
ဆိုတော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ direct pressure ဘာပြောရမလဲဆက်ကြည့်လိုက်ရအောင်ဗျာနော် Mason and Bruno I think they were pushing to play against Leeds the decision was that they weren't quite ready so they've trained so they should be back in the squad but they'll be on managed minutes as well and restricted minutes because they've obviously just returned to training so that's good news especially the fact that obviously players have been in good form Mason Mount's form has been fantastic and Bruno Fernandes we don't have to speak about Bruno he's a captain he's a leader of the team so to have them available for selection is obviously great news for me and for the players and for the club and for the fans ဟုတ်တယ်ကဲဆိုတော့ညီကိုတို့ရေကျွန်တော်တို့နိုင်တဲ့အသင်းနဲ့ဗန်လီနဲ့ပွဲစဉ်မှာ Bruno Fernandes နဲ့ Mason Mount တို့ပါဝင်လာမယ်ဆိုပြီးတော့ Direct Pressure ကတော့ confirm ပေးသွားပါပြီညီကိုတို့ဒါကြောင့်မို့ကျွန်တော်တို့အတွက်ပျော်ရွှင်လို့ရပါပြီဒီနေ့ပွဲစဉ်ဟာကျွန်တော်တို့အတွက်နိုင်ပွဲတစ်ခုမျှော်လင့်လို့ရပြီလို့ကြွရင်တော့မြင်ပါတယ်ဘာလို့လဲဆိုတော့ဗျာညီကိုတို့စဉ်းစားကြည့်လိုက်Mason Mount နဲ့ Bruno မပါဝင်မှုနဲ့ပါဝင်မှုဟာကျွန်တော်တို့အတွက်ဘယ်လောက်ထိကြီးမားတဲ့တရားမှုရှိစေလဲဆိုတာညီကိုတို့အသိပဲဒီမှာ Direct Pressure တခုပြောသွားတာကMason Mount နဲ့ Bruno တို့ကပေါ့နော် Leeds United ရဲ့ပွဲစဉ်ကလေးကပါဝင်လို့ရတဲ့အခြေအနေမျိုးရှိခဲ့တာပေါ့နော်ဒါပေမဲ့ဒီပြ Ruben Amorim ကသူတို့ရဲ့ကြံ့ခိုင်မှုကိုတိတ်ပြီးစိတ်မချသေးတဲ့အတွက်ကြောင့်သူတို့ကိုနောက်ပွဲစဉ်မှာပါဝင်ပါဆိုပြီးတော့အတင်းမှာထားခဲ့တာဗျဆိုတဲ့အတွက်ကြောင့်သူတို့ဒီပွဲစဉ်ကိုပါဝင်ဖို့အတွက်လုံးဝအစင်သစ်ဖြစ်နေပြီပါဝင်လာဖို့ရှိတယ်ဆိုပြီးတော့ Direct Pressure ကော်ဖတ်ပေးသွားတယ်ဆိုတော့ဒီပြ Ruben Amorim ကတော့ဗျာသူ risk မယူရှင်တာပေါ့ဗျာနော်သူဒီကစားသမားတွေကိုသုံးဆွဲလိုက်ပြီးတော့ထိုင်အားပြန်ရသွားရင်နောက်ပွဲစဉ်တွေအတွက်သူ့အတွက်အခက်တွေ့မှာစိုးရိမ်တဲ့အတွက်ကြောင့်နော်သူနေနဲ့ဒီပွဲစဉ်ရလက်စိုးရင်လည်းစိုးပစေတော့ငါတို့တတ်နိုင်ဆုံးထိန်းကစားမယ်မင်းတို့နောက်ပွဲစဉ်မှာပါတော့ဆိုပြီးတော့ဒါ Leeds United နဲ့ပွဲစဉ်ကိုအဆင်ပြေတယ်လို့လေးဆော့လိုက်တာသူထွက်လိုက်ရတယ်နော်ဆိုတော့သူခြံခဲ့တဲ့လူကနော်သူဒဏ်ရာရမှာဆိုလို့နော်နောက်ပွဲစဉ်အတွက်ရည်ရွယ်ထားတဲ့လူတွေက Direct Pressure အတွက်ဖြစ်သွားပါတယ်ဆိုတော့အမိုရင်းပဲကန်ဆိုတာလား Direct Pressure ပဲကန်ကောင်းတာလားတော့မပြောတတ်ပါဘူးညီကိုတို့ရေနော် Okay ပါကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်ဗျာနော် Darren what are the chances that Jack and Tyler Fletcher get full debuts against Burnley ဆိုတော့သူ့သားတွေပေါ့နော်သူ့သားတွေJust Fletcher နဲ့ Taylor Fletcher တို့ဒီနေ့ပွဲစဉ်မှာပါဝင်လာဖို့ရှိလားဆိုပြီးတော့မေးမြန်းထားတာဗျာနော်ဒီအကြောင်းအရာမေးခွန်းမေးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ Direct Pressure ကြီးနော်ပြုံးစီဖြစ်သွားတဲ့အခြေအနေမျိုးနော်မြင်ခဲ့ရပါတယ် Okay ပါဘာပြောအောင်လဲဆက်ကြည့်လိုက်ရအောင်နော် Well, I'd be disclosing team information before the game and I'm not going to do that and give anything away. Look, for me, they were in the training group on Monday because that was already arranged before I got there. They've been in the squad recently, but obviously we've got a couple of players back from injury, so we'll assess that tomorrow. We still have to assess a couple of players tomorrow as well because of the short turnaround from games. So they're in the periphery squad, but whether they make the match squad, I don't know yet. Well, that remains to be seen. On a more serious note. So, Direct Pressure တော့လက်ရှိဒီ Taylor Fletcher နဲ့ Jeff Fletcher နဲ့ပတ်သက်ပြီးပြောရတဲ့အခြေအနေတစ်ခုမှာဒီလူစင်းထဲမှာပါမပါဆိုတော့ကျွန်တော်ပွဲမစားခင်မှာထုတ်ပြန်ပေးမှာတော့တေချာပါတယ်ပေါ့နော်လက်ရှိကျွန်တော်မရောက်ခင်ကတည်းကသူတို့ကဒီအသင်းနဲ့ပူးပေါင်းနေတယ်ဒီအသင်းရဲ့လူစင်းထဲမှာအများနဲ့ပါဝင်နေတယ်ဒီအတွက်ကြောင့်သူတို့အတွက်နေရာတနေရာတော့ရှိကောင်းရှိလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာဒဏ်ရာရကစားသမားကြီးလည်းပြန်လဲပြီးတော့တက်တာလာပြီဆိုတော့သူတို့ကိုလည်းရှန်လက်ဖြစ်ကောင်းလည်းဖြစ်နိုင်မယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်ကိုယ်တိုင်တယောက်တည်းဆုံးဖြတ်လို့မရတဲ့အခြေအနေတစ်ခုပါเนาะကျွန်တော်တို့အားလုံးစီစစ်စောင့်ကြည့်ကိတ်ခတ်ပြီးတော့မှာပဲဒါဆုံးဖြတ်ချက်တစ်ခုကိုပြုလုပ်သွားမှာပါဆိုပြီးတော့ဒါ Direct Pressure တော့ပြောသွားခဲ့ပါတယ်ဆိုတော့အဖေနဲ့သားတွေပြန်တွေ့ပြီပေါ့ဗျာเนาะအဖေကနီးပြသားတွေကကစားသမားတော့ဖြစ်နေပြီဆိုတော့ဘယ်လိုဆက်ပြီးတော့နောက်ပါသွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဗျာเนาะ Okay ပါကျွန်တော်ဆက်ကြည့်လိုက်အောင် What will your Manchester United look like? Well, hopefully it looks like a Manchester United team that represents a bit of me. I think in terms of and what I know is Manchester United. So I hope it resembles a Manchester United team that fans can be proud of. That I can be proud of, and I'm sure they will because I believe in the players. I think we've got good players, and I think we've got players who care, and I think we've got a lot of quality in that team. And I hope to give them a platform to go out there to express themselves and to show that, and also to challenge them to. It's about them. It's not about me. It's their season. It's their careers. It's their opportunity. I'm here to help them. But they're the ones who have to cross that white line and go on the pitch and make it happen. So give them some responsibility to go and do that. ကဲဆိုတော့ Direct Pressure ကိုနောက်ဆုံးအနေနဲ့မေးသွားတဲ့မေးခွန်းကတော့ညီကိုတို့မြင်တဲ့အတိုင်းပဲ Manchester United ရဲ့လက်ရှိအခြေအနေကိုဘယ်လိုမြင်လဲအထူးသဖြင့်ကစားသမားတွေရဲ့အခြေအနေကိုဘယ်လိုမြင်လဲဆိုပြီးတော့မေးမြန်းထားတဲ့အခြေအနေတစ်ခုမှာ Direct Pressure ကတော့
လက်ရှိမှာ Manchester United အသင်းကငါတို့ခေတ်ခါကလေးကဂုဏ်ရတဲ့အသင်းပါလက်ရှိချိန်ဒီလဲငါထင်ပါတယ်ဒီပုံစံတိုင်းပဲရှိနေသေးရလို့မြင်ပါတယ်ဆိုတော့တကယ်လို့ဒါဂုဏ်ယူဝင်ကြွားစရာကောင်းတဲ့အသင်းအနေနဲ့လက်ရှိချိန်ဒီဒါရက်တည်နိုင်နေသေးပါပဲဆိုတော့ကစားသမားအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကစားသမားတွေအနေနဲ့ဒါအသင်းကိုပို့ပြီးတော့ဒါလှုပ်ဆောင်ပေးဖို့အတွက်ကူညီပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်သူတို့ရဲ့ဒီကစားသမား career တစ်ခုမှာပေါ့နော်သူတို့ရဲ့အတမွေးဝမ်းကြောင်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်စိန်ခေါ်မှုတွေကိုလိုလာပြီးတော့ဒီသူတို့အနေနဲ့အကောင်းဆုံးအသင်းအတွက်ကြိုးစားပေးဆက်ဖို့အတွက်ဒါလှုပ်ဆောင်တင်တယ်ပေါ့နော်ဒါကတော့သူတို့အကြောင်းပါငါတို့ကတော့သူတို့ကိုလှုပ်လာဖို့နဲ့လုံနိုင်ဖို့အတွက်အကူအညီပေးရမှာပေါ့ဗျာငါတို့ကနောက်ကနေနီးပေးရမယ်လမ်းညွှန်ပေးရမယ်တွန်းအားပေးရမယ်လှုပ်တာမလှုပ်တာသူတို့အပိုင်းဒါသူတို့ရဲ့အခန်းကဏ္ဍသူတို့ရဲ့အယူအဆပေါ့နော်ဆိုတော့ငါတို့ကတော့လိုအပ်တဲ့အရာလေးတွေသူတို့ကိုထောက်ပြပြောဆိုကူညီပေးရမယ်အပိုင်းပါပဲဆိုတော့ဒါတွေကိုသူတို့လုပ်ဖို့အတွက်တော့လိုအပ်ပါတယ်ဆိုပြီးတော့ direct pressure ပြောသွားတဲ့အခြေအနေလေးကတော်လေးကောင်းတယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီအတွက်ကြောင့် Legion player တွေအတင်းကိုဝင်ပြီးထိမ့်ပေးခြင်းဟာဘာဖြစ်လာနိုင်လဲဆိုတော့သူတို့တွေ့ကြုံခဲ့တဲ့အရာတွေနဲ့ကစားသမားတွေကိုစိတ်သက်ပိုင်းတွေမြင့်တင်ပေးနိုင်တယ်เนาะနောက်ပြီးတော့ကစားသမားတွေရဲ့လေးစားမှုကိုခံရစေမယ်ပြီးတော့ကစားသမားတွေကိုထိန်းချောင်းမှုအပိုင်းမှာပို့ပြီးတော့လွယ်ကူရှောမွေ့စေမယ်လို့ကျွန်တော်ထင်တယ်ဒါအီရိုလို့လို့ရှင်နဲ့အချက်လက်တွေဖြစ်တဲ့အတွက်ကြောင့်လက်ရှိ Legion player တွေအကုန်လုံးစုပြီးတော့အသင်းကိုထိန်းွားဆိုတဲ့ပုံစံမျိုးကိုအီရိုတို့ဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလှုပ်ဆောင်ချက်ဟာကျွန်တော်တို့အတွက်ဘယ်လောက်ထိတက်ရောက်မှုရှိလာစေမလဲဆိုတာတော့လာမဲ့ပွဲစဉ်တွေလာမဲ့အခြေအနေတွေအချိန်ကာလတွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်ကဲဆိုညီကိုတို့ဘယ်လိုမြင်ကြလဲဒီကြောင်းအရင်နဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့ထင်မြင်ချက် user ချက်လေးတွေကိုကျွန်တော်ရဲ့ comment လေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးရင်းခုန်ပေးကြဖို့အတွက်ပြောချင်ပါတယ်ဗျာနော်